အားလုံးမင်္ဂလာပါ Cryptocurrency Channel ကနေပြန်လည်ကြိုဆိုပါရစေ Binance ကတော့သူတို့ရဲ့ထုံးစံအတိုင်းပဲ19ခုမြောက် Hodler Airdrop ကိုကြေညာလိုက်ပြီးဖြစ်ပါတယ်ဒါကတော့ Hedel Protocol ဖြစ်ပါတယ်ဒီ Hedel Protocol က Sui Blockchain ပေါ်က Liquid Staking Protocol တစ်ခုဖြစ်ပြီးတော့ Binance Exchange ပေါ်မှာ BNB ကို Flexible Lock ထည့်ထားတဲ့သူတွေကိုပေးသွားတာဖြစ်ပါတယ်10ရက်5လကနေပြီးတော့73ရက်5လကြားထဲမှာကို့မှာရှိနေတဲ့ BNB balance ကိုယူပြီးတော့ Airdrop ပေးသွားခဲ့တာဖြစ်ပါတယ်အခုဒီ Airdrop ကကျွန်တော်တို့ Binanceသုံးတဲ့သူတွေရပြီဖြစ်ပါတယ်ဒီ Hedel Protocol ကိုလည်းကျွန်တော်တို့ရောင်းဝယ်လုပ်လို့ရနေပြီဖြစ်ပါတယ်ဒီနေ့မှာကျွန်တော် Hedel Protocol အကြောင်းကိုအနေငယ်လေ့လာပြီးတော့ကိုကစက်ကင်ထားရမလားရောင်းသင့်လားဆက်ဝယ်သင့်သေးလားဒါကိုကျွန်တော်တို့လုပ်နေကြတဲ့အတိုင်း analyze လုပ်သွားမှာဖြစ်ပါတယ် Hedel Protocol ကလက်ရှိမှာ Protocol token တစ်ခုကို $0.14 အထိတန်ကြေးပေါက်နေပါတယ်မြန်မာငွေနဲ့ဆိုရင်တော့အကြမ်းပြင်း900 600ဒီလောက်ထိဈေးပေါက်တာပေါ့ဗျာ Hedel Protocol ကကျွန်တော်ရှေ့မှာပြောခဲ့တဲ့အတိုင်းပဲ Sui Blockchain ပေါ်က Liquid Staking Protocol တစ်ခုဖြစ်ပါတယ် Liquid Staking ကိုကျွန်တော်ရှင်းလင်းပြောမယ်ဆိုရင်တော့ဖြင့်ကို့မှာရှိနေတဲ့ token ကိုက stake လုပ်ပြီးတော့အတိုးလဲယူထားခြင်းနဲ့ဒါပေမဲ့ငွေရလဲတည်သွားတယ်ဒါကိုကြောက်တဲ့သူတွေအတွက် liquid staking လုပ်လို့ရတာဖြစ်ပါတယ်အကြမ်းမြင်ပြောရရင်တော့နှစ်သီးသားပုံစံမျိုးပေါ့ဗျာပထမဦးဆုံးကိုထည့်လိုက်တဲ့ coin ကိုအတိုးရမယ်ဒီအတိုးကနေပြီးတော့နောက်ထပ်အတိုးကိုဆင်ပွားတာဒီလိုပုံစံမျိုးလို့ပြောလို့ရပါတယ် Hedel ရဲ့ liquid staking pool တွေထဲမှာဆိုရင် Sui အနေနဲ့39 million ရှိပြီးတော့ဒါကဒေါ်လာတန်ကြေးအပြင်132သန်းတန်ကြေးရှိပါတယ်Hedel Protocol ရဲ့ statistics တွေကိုကြည့်လိုက်မယ်ဆိုရင်တော့ total account အဖြစ်8,82000ရှိပြီးတော့ total reward အနေနဲ့5 million ထိကျွန်တော်တို့ထုတ်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါက protocol အသစ်ဖြစ်ပေမဲ့အချိန်ရနေရဆိုတာကိုထောက်ပြနေတာဖြစ်ပါတယ်Hedel Protocol ရဲ့ total value lock ကတော့143.52 million ရှိပါတယ်ဒီနံပါတ်ကရုပ်တရက်ကြည့်လိုက်ရင်နေလားများလားခံမှန်းဖို့ခတ်ပေမဲ့ကျွန်တော်တို့ Sui blockchain ပေါ်မှာရှိတဲ့ liquid staking တွေအကုန်လုံးရဲ့ total value lock က928သန်းရှိပါတယ်928သန်းနဲ့မှာတန်း100ကျော်ကိုရယူနိုင်ထားရဲဆိုတာကဒါတော်တော်လေးကောင်းတဲ့နံပါတ်တစ်ခုဖြစ်ပါတယ် Hedel Protocol က Sui blockchain ပေါ်မှာ liquid staking protocol တွေအရာနံပါတ်2ကျွန်တော်တို့လိုက်ပါတယ်market cap အနေနဲ့29.36တန်းသာရှိရတဲ့အတွက်ကြောင့်မလို့ market cap တော်တော်လေးကိုနည်းတဲ့ micro cap လို့ပြောလို့ရပါတယ်နောက်ပိုင်း Binance ကနေလုပ်တဲ့ Hodler Airdrop တွေမှာ market cap ရာခိုင်နှုန်းရှိတဲ့ project တွေကတဖြည်းဖြည်းနဲ့ကျွန်တော်တို့ရှားလာတယ်ပေါ့နော်သူ့ရဲ့ circulating supply ကကြတော့ total supply ရဲ့19.5%ဈေးကွက်ထဲကိုရောက်နေတာဖြစ်ပါတယ်အခုလိုမျိုး token စ launch လုပ်ခြင်းမှာ20%နီးပါးကဈေးကွက်ထဲကိုရောက်နေရဲဆိုတာကဒါတကယ်တော်တော်ကောင်းတဲ့ချက်ဖြစ်ပါတယ်ကျွန်တော်တို့ blockchain ပေါ်မှာ protocol အသစ်တစ်ခုစောက်တယ်ဆိုရင်ဒီ protocol ကသူသွားစောက်ထားတဲ့ blockchain ရဲ့အဖွဲ့အစည်းနဲ့ကျွန်တော်တို့ပံ့ပိုးပေးမှုလိုအပ်ပါတယ် Hedel Protocol ကကျွန်တော်တို့ Sui Foundation ကနေပြီးတော့ Tier 4 investment အနေနဲ့လောက်ခံရတဲ့ protocol တစ်ခုဖြစ်ပါတယ်သူ့ရဲ့ allocation အရဆိုရင် ecosystem တစ်ခုလုံးကိုကောင်းကျိုးပေးဖို့အတွက် incentive အနေနဲ့ 45.5% ပေးထားတယ်သူ့ရဲ့ team နဲ့ advisor တွေအတွက် 20% ယူထားတယ် investor တွေကို15% ယူထားတယ် liquidity fund ကို10% ဖယ်ထားတယ် initial incentive အတွက်9.5% ကျွန်တော်တို့ဖယ်ထားပါတယ် investor တွေကို15% ပဲပေးမယ်ဆိုတာကဒါကောင်းပါတယ် team နဲ့ advisor က 20% ယူတာကနည်းနည်းတော့များရလို့ကျွန်တော်တို့ပြောလို့ရပေမဲ့ ecosystem အတွက်45ပြန်ပေးထားတယ်ဆိုတဲ့အချက်နဲ့ကျွန်တော်ဖြည့်တွေးပေးလို့ရပါတယ်နောက်ထပ်ကျွန်တော်သဘောကျတဲ့အချက်ကတော့သူ့ရဲ့ vesting schedule ဖြစ်ပါတယ်သူ့ရဲ့ vesting schedule ကလက်ရှိမှာ liquidity fund နဲ့ initial incentive အတွက်ထုတ်ထားတဲ့ coin တွေကပဲဈေးကွက်တွေကိုရောက်နေတာဖြစ်ပြီးတော့ team ကနေယူမဲ့ coin တွေ investor တွေကိုပြန်ပြီးတော့ပေးမဲ့ coin တွေကကျွန်တော်တို့2026လောက်မှသာ unlock ဖြစ်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ Hedel Protocol က2026မတိုင်ခင်မှာတိုးတက်မှုတွေကိုလုပ်ဖို့အတွက်သူတို့မှာအချိန်အများကြီးရှိနေပါတယ်အနည်းချုပ်ပြန်ပြောရမယ်ဆိုရင်တော့ Sui Foundation ရဲ့ထောက်ခံအားပေးမှုကိုရရှိရတာဖြစ်ပြီးတော့ market cap အနေနဲ့ကလည်း28တန်းသာရှိရတဲ့အတွက်ကြောင့်မလို့တော်တော်လေးသေးတဲ့ protocol တစ်ခုဖြစ်ပါတယ်ဒါကြောင့်မလို့ကို့မှာရထားတဲ့ token ပမာဏကကိုကဒါကိုရောင်းထုတ်ဖို့မလိုအပ်ဘူးဆိုရင်တော့ကင်ထားစေချင်ပါတယ်ဘာကြောင့်လဲဆိုတော့ Sui ပေါ်မှာရှိနေတဲ့ deep book လိုမျိုး protocol တွေအထိ market cap တန်း200 300လောက်ထိအသာလေးကျွန်တော်တို့ဖြစ်နိုင်ခြေများပါတယ်ဒါကြောင့်မလို့ကိုက market cap 28တန်းနဲ့မှာဒေါ်လာ100 200လောက်ကိုအတွက်အရင်ကြီးထိခိုက်မှုမရှိတဲ့အမောက်ပမာဏလောက်ဆိုရင်တော့ဆက်ပြီးတော့ကင်ထားသင့်ပါတယ်ဆက်ဝယ်ဖို့ကိုကြတော့ကျွန်တော်ကအကြံတော့ပေးချင်ပေမဲ့အရင်ကြီးတော့ဒီထဲမှာ all in မလုပ်စေချင်ပါဘူးဥပမာဗျာကိုက crypto ကို total ဒေါ်လာ1000မိုးထည့်ထားရဲဆိုရင်ဒေါ်လာ100 150လောက်ကိုပဲ Hedel Protocol တွေကိုထည့်ထားစေချင်ပါတယ်ဘာကြောင့်မလို့ကျွန်တော်ဒီလိုပြောရလဲဆိုတော့ဒီလိုမျိုး protocol အသစ်တွေရဲ့အားနည်းချက်ကတော့ကျွန်တော်တို့ hack ခံရတာဖြစ်ပါတယ် protocol တစ်ခုက TVL ကိုတန်းနဲ့ရာနဲ့ချီ attract လုပ်နိုင်ပြီဆိုရင်တော့ hacker ရဲ့မျက်စိကျခြင်းကိုခံရပြီးဖြစ်ပါတယ်ဒါကြောင့်မလို့ Hedel Protocol က hack မခံရစေဖို့ပဲကျွန်တော်ဆုတောင်းပါတယ် okay ဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးနောက်ဝက်ဒီမှာပြန်တွေ့ပါမယ်